ဒီအပိုင်းမှာတော့ချင်ဆောင်သားဖရဲ့ရက်ဆက်ရုံမှခြင်းနဲ့ကမလေးကိုအသက်ခွဲတာဘာတူလဲဆိုတာကြည့်ရမှာပါရှမ်းရှိကသူ့ရဲ့လှုပ်ဝက်တောင်ကိုစလုပ်ပါတယ်ဝါသခင်မကြီးရဲ့အခန်းကိုစရှာနေပါပြီချင်ဆောင်သားဖလည်းစကားမျက်ရံဖြစ်ကြပါတယ်ခဏနေတော့တားလုပ်တဲ့လူကတယောက်တည်းအဝတ်ချုပ်နေတဲ့အစီကံမလေးကိုတကားပိတ်ပြီးဗရင်ကျင်းမို့ကြံပါတယ်အစီကံမလေးရဲ့အော်တန်ကိုရန်ရှိရောဝါကျင်ရောကြားသွားပါတယ်ဝါကျင်ကရောက်လာပြီးတကားကိုအတင်းတွင်းဖွင့်ပါတယ်တကားပွင့်သွားတော့ချမ်းဆောင်သားကိုတွေ့တဲ့အိုးနဲ့ရိုက်လိုက်ပါတယ်ဝါကျင်ကဒီကိစ္စကိုရုံးတော်တိုင်ပဲပြောပါတယ်သူ့အဖေပါရောက်လာပြီးဘယ်မှမတိုင်ဖို့ဘယ်သူမှမပြောဖို့ချင်းချောက်ပါတယ်ဝါကျင်ကအနံကျင့်တာလက်မခံဘူးတိုင်မဲလို့ပြန်ပြောပါတယ်အဖေလို့သူကနှစ်ယောက်လုံးကိုတတ်ပြဖို့သူ့သားကိုပြောလိုက်ပါတယ်တားလို့တဲ့လူကဝါကျင်ကိုတတ်ဖို့လုပ်ပါတယ်မကြခင်ပဲရှန်ရှိရောက်လာပြီးချန်ဆောင်သားဖနှစ်ယောက်စလုံးကိုသင်ခန်းစာပေးလိုက်ပါတယ်တခြားချန်ဆောင်တွေရောက်လာပြီးလူရုံမှနှစ်ယောက်ကိုရုံးတော်ကိုပို့လိုက်ပါတယ်ဝါကျင်လည်းအစီကံကိုနှစ်သိမ့်ပေးနေရပါတယ်ရှန်ရှိကစိတ်ပူပြီးဝါကျင်ကိုစူပါတယ်အန်ဒီရများတဲ့အတွက်မလုတ်ခင်နှစ်ခါစဉ်းစားဖို့ပြောပါတယ်ဝါကျင်ကသူတို့ကိုကောက်ွယ်ဖို့တာဝန်ရှိတဲ့အတွက်မစဉ်းစားနိုင်ဘူးလို့ပြန်ပြောလိုက်ပါတယ်ဝါကျင်ရဲ့အပြောချိုချိုလေးမှာရှန်ရှိမျောသွားပါတယ်သူအနားမှာနေပြီးအမြဲကောက်ွယ်ပေးနိုင်ဖို့ပဲရှင်ထဲကနေဆူတောင်းနေလိုက်ပါတယ်နောက်နေ့ရောက်တော့ကလေးတွေကိုတိုင်းပညာစတင်ပေးပါတယ်မကြခင်ပဲဝါကျင်ရောက်လာပြီးအဆင်ပြေလားလို့မရင်စကားပြောကြပါတယ်ရှန်ရှိလဲဝါကျင်ကိုမြားပြက်စတင်ပေးပါတယ်ဝါကျင်ကမြားစီစိတ်မရောက်ပဲရေခုံတန်တွေနောက်ပဲလိုက်နေပါတယ်ဝါကျင်ကမြင်းစည်းလဲတင်ကျင်တယ်ပြောလို့မြင်းပေါ်ကိုတင်ပေးလိုက်ပါတယ်ရှန်ရှိလဲစိတ်မချတာနဲ့အတူတူစီပြီးဘလို့စီးရတယ်ဆိုတာပြောပြနေပါတယ်သူတို့နှစ်ယောက်ဟာရေခုံတန်တွေနောက်စီမျောပြီးပျော်စရာချိန်လေးကိုခံစားနေကြပါတယ်အဲ့ချိန်မှာဝါသခင်မကြီးရောက်လာတော့မြင်းပေါ်ကအမြန်ဆင်းပြီးမြင်းစည်းတင်နေကြောင်းဝါချင်းကရှင်းပြလိုက်ပါတယ်ရှန်ရှိလဲလှုပ်ရှားရှိတယ်ပြောပြီးရှက်ရှက်နဲ့ထွက်သွားပါတယ်ဝါသခင်မကြီးကသူ့မီးကိုမစုပဲမြင်းမလို့စီးရတယ်ဆိုတာရှင်းပြနေပါတယ်သူငယ်ငယ်ကလည်းမြို့ပြင်မျက်စိထင်ရင်သူ့အဖိုးနဲ့တွေ့ပုံကိုလည်းဝါချင်းကိုပြောပြနေပါတယ်သူ့မီးကိုလည်းဘသူ့ကိုပဲချစ်ချစ်နောက်ခံကြည့်စရာမလိုဘူးချစ်လို့ရတယ်လို့မြောက်ပေးနေပါတယ်သူ့ကိုသဘောကျလားလို့ဝါချင်းကိုတင်မိလိုက်ပါတယ်ဝါချင်းကအဲ့လိုတော့မပြောတတ်ဘူးသူ့ကိုတွေ့ရင်ပြောတယ်သူ့ကိုတွေ့ရင်ရင်ဖွင့်ကျင်တယ်သူတောက်သေးကိုပဲပြောကျင်တဲ့စကားတွေအများကြီးရှိတယ်လို့ပြန်ပြောလိုက်ပါတယ်ဝါသခင်မကြီးသဘောပေါက်သွားပါတယ်ခဏကြာတော့ရန်ရှိကိုခေါ်တွေ့ပါတယ်ဝါသခင်မကြီးကသူ့မီးကိုဘလို့သဘောထားထားမလဲစားပါနဲ့လို့ပြောလိုက်ပါတယ်တကယ်ချစ်တယ်ဆိုရင်အကြာကြီးမဆောင်စေနဲ့လို့ထပ်ပြောလိုက်ပါတယ်ဝါကျင်လည်းရန်ရှိကိုစောင့်နေပါတယ်ရန်ရှိပြန်လာတော့အဖွားကဘာတွေပြောလိုက်လဲမေးပါတယ်ဒီအတိုင်းပဲစကားပြောကြတာလို့ပြန်ပြောလိုက်ပါတယ်ဝါကျင်ကသူ့ကိုဘလို့သဘောထားလဲလို့ရုတ်တရက်မေးချလိုက်ပါတယ်ရန်ရှိအောင်သွားပါတယ်ပြန်ပြေဖို့စဉ်းစားနေရင်သူ့ဦးလေးခိုင်းတဲ့တာဝန်တွေကိုတတိယပြီးရင်းနှီးတဲ့မိတ်ဆွေတွေလို့ပြောချလိုက်ပါတယ်ဝါကျင်အသေးကွဲသွားပါတယ်သူ့မျက်နှာလေးရှက်ခွက်ရှက်ကန်ဖြစ်သွားတယ်သူ့ရဲ့အိုအေးစလေးဖြက်စီးခံလိုက်ရပြီးသူ့နှလုံးသားလေးနင်းချခံလိုက်ရတယ်မလန်းကျင်လန်းကျင်နဲ့ရန်ရှိရဲ့နာကထွက်လာပါတယ်ရန်ရှိကတော့ချစ်နေပါလေနဲ့ဖွင့်မပြောနိုင်တဲ့သူ့ကိုယ်သူမုန်းနေပါတယ်သူ့အနားမှာပဲအမြဲနေပြီးကောက်ွယ်ပေးခြင်းတဲ့အချစ်တွေလည်းပျက်စီးသွားပါတော့တယ်။ဝါကျင်ကတော့တခြားမင်းကလေးတွေလိုငိုပြစ်လို့မရတဲ့အခြေအနေမျိုးအလုပ်တွေလုပ်ရင်းနဲ့ပဲဖြည့်သိမ့်နေရပါတယ်။လာမယ့်အပိုင်းမှာတော့ရှောင်းရမ်းကိုအနံ့ကျင်တာတွေရန်ရှိရဲ့တရုတ်မှန်တွေမြင်တွေ့ရမှာပါ။ဆက်လက်ကြည့်ရှုလိုက်ပါ။